တေးလေးဒီနေ့နောက်ကြရနော် ဟုတ်ကိုဒီနေ့နောက်ကြနေ ကိုတေးလေးကလက်မှတ်ထိုးပေးတာ ဟုတ်ကဲ့ပါကိုကျေးဇူးပါဟုတ် တေးလေးကိုမင်းတက်ရေခတ်လာပေးတယ် ဟုတ်ကဲ့ပါ အလုပ်တွေကြီးပဲလုပ်နေနေအောင်ဒီလေးပါလေးတောက်လာ ဟုတ်ကဲ့ပါဟုတ် ကိုသွားပြီနော် ဟုတ်ကဲ့ပါဟုတ်ကျေးဇူးပါ တေးလေးမလုပ်နေရလဲကိုပါကူညီပေးရ အခုညီမလေးဟိုလေးစိုးစိတ်တောင်လေးယူပေးပါလားကို โอเคရတယ်ဟောရ ဟုတ်ကဲ့ပါကိုကျေးဇူးပါဟုတ် တေးလေး ရကိုဟုတ် ဒီနေ့အသေးလေးတန်ရှင်းလုပ်ဖို့မေ့နေရမလား ဟုတ်တယ်ကိုညီမလေးတက်ရှိလို့မမေ့နေရ ကိုလုပ်ပြီးသား ဟုတ်ကဲ့ပါကိုကျေးဇူးပါဒါနဲ့လေကိုဘာလို့ညီမလေးကိုအသေးလေးလို့ခေါ်နေရလဲ ကိုယ့်မျက်လုံးထဲမှာအသေးလေးကအရန်ချစ်စရာကောင်းလို့ကိုသေးလေးလို့ခေါ်တာပေါ့တေးလေးပြန်ပြီလား ဟုတ်ပြန်ပြီ ပစ္စည်းတော့စုံပြီလား ဆုံးလေးကိုဟုတ် ဘာစုံတာလဲဒီမှာဒါကြံခဲ့ပြီလေ ရော့ ကျေးဇူးပါကို ဒီတော့ညကျရင်ကိုဖုန်းဆက်လိုက်မယ် ဟုတ်ကဲ့ပါကို တရာ ဘိုင်ဘိုင်